အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြန်မာ Ghost Story ဟက်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ခင်ဝေနဲ့ရွာတစီဆိုတဲ့ပရလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးရင်လုပ်ပြီးတော့ကြပါအောင်ခင်ဗျာအသစ်တွေတင်တိုင်းသိရှိနိုင်ဖို့အတွက်ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ပေးတော့ကြပါအောင်ခင်ဗျာခင်ဝေတို့ကလေယာလောက်ကင်စားတော့တဲ့မိသားစုမလို့ပြည်စုံလှရတော့မဟုတ်ပါဘူး။မွေးချင်းမောင်နှမများလို့မိသားစုကစားအုပ်ကြီးတဲ့အပြင်အိမ်ဝန်းတိုးဝန်းထဲမှာဦးလေးအတော်အဖိုးနဲ့အဖွာအတူနေကြတာဆိုတော့စားအုပ်ကြီးပုံကစုပ်ဖွယ်ရတော့မရှိပါဘူး။အဖေနဲ့ဦးလေးတွေကလေလုံးလို့ဆန်အတွက်မပူရတဲ့အတွက်ထမင်းကတော့နတ်မမှန်နဲ့အဝစားနေပေမဲ့လည်းဟင်းကတော့ဖြစ်တယ်လို့ပဲစားရတာများတယ်။စားရများတဲ့ဟင်းအတွဲတွေကတော့ပဲဟင်းနဲ့ငပိကျော်မကျွေးရချင်းဟင်းနဲ့ငရုတ်တီစားတောင်းကော်ဖီကျော်နဲ့ငပိတောင်စသဖြင့်ပေါ့တခါတလေဟင်းနေကောင်းလာပြီဆိုရင်တော့အာလူမဆလာချက်ကော်ဖီနဲ့ကျုပ်အရောကျော်လေးစားတတ်တယ်အသားငါးဆိုတာကတော့အတော်လေးစားရခဲတယ်ဦးလေးတွေဖားရှာငါးရှာထွက်တဲ့အချိန်ဆိုရင်တော့ငါးဟင်းနဲ့ဖားပေါင်းဆက်အကျော်လေးတွေစားရတတ်တယ်ချက်သားဟင်းဆိုတာကတော့ခင်ဝင်တို့အတွက်တော့အင်မတန်စားရခဲလာတာပေါ့အဲ့ဒီအခါတုန်းကအခုလိုမျိုးမွေးမြူရေးချက်တွေတိတ်ခစ်မစားသေးတော့ချက်သားစီကပေါ်ပေါ်လော်လော်လည်းမဟုတ်ဘူးလေဒီတော့ဝယ်စားနိုင်ဖို့အင်မတန်ခဲရင်လှတယ်။စားရခဲ့ရင်တော့မှဝယ်စားတာမျိုးမဟုတ်ပဲနေတော့ကိုမွေးထားတဲ့ထဲကကြက်ကိုပဲတက်ပြီးတော့စားရတာ။ငငယ်ကတော့သူ့အသက်ကိုအသက်လည်းမသိကြက်သားစားအောင်မယ်ဆိုရင်ပဲပျော်နေတာ။ကြက်သားရင်ချက်ရင်တော့ကြက်သားတွေပဲစားရတာမျိုးမဟုတ်ဘူး။လူများတော့ကြက်သားကိုအာလူမြများနဲ့စီလေးကြီးလေးချက်တာမျိုးကြက်သားနဲ့ဘူးတီမုံလာဦးနဲ့အရေးတောက်ချက်တာမျိုးနဲ့ကြက်သားစားရတယ်ဆိုရုံလေးပါပဲ။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ခင်ဝေကတော့ကိုထမင်းပကံမှာစက်သားတုံးရှိနေတာနဲ့တင်ထမင်းလုတ်တိုင်းကစားလို့မြည်နေတာဆိုတော့ဘာပဲဖြစ်ဖြစ်စက်သားဟင်းပိုင်ကိုပျော်နေပါပြီတခါတလေဆိုအသားကြိုက်လို့ခင်ဝေတို့ကိုတနာတဲ့အဖေကလေကျွတ်သားတွေကိုစက်သားဆိုပြီးတော့လိန်ကျွေးလေးရှိသေးတယ်မောင်နှမများတော့မုတ်ပဲတရေစာဆိုတာကလည်းအစိအငှဝင်မစားနိုင်ဘူးဒီတော့မုတ်စားချင်လာပြီဆိုရင်အတော်ကမုတ်နစ်ဖြော်ပြီးတော့မုတ်ပြတလက်ကိုထိုးကျွေးလေးရှိတယ်တခါတလေကြားလို့လည်းအချောက်လန်းထားတဲ့ဇီးတီချောက်တရက်ပြာချောက်တွေနဲ့အယူထိုးကျွေးတယ်အသီးနဲ့စားချင်ရင်တော့ရွာယူကိုပေါက်လျှောက်သွားပြီးတော့တွေ့တဲ့အပင်ခူးစားတတ်ကြတာပေါ့ခင်ဝေတို့ခြံကောင်းရင်နှစ်ချံကျော်လောက်မှာလူမနေတဲ့ခြံဝင်းကြီးတစ်ချံရှိတယ်စကားအရသာနှစ်ချံကျော်ဆိုပေမဲ့ရွာမှာခြံတစ်ချံဆိုတာအချင်းဆုံးတော့ပေ100ပတ်လည်လောက်ရှိတာဆိုတော့တော်တော်လေးလှမ်းတာပေါ့အဲ့ဒီခြံကြီးကလည်းမျက်နှာစာတင်ကိုပေ150လောက်ဆိုတော့အကျယ်ကြီးပဲလေခြံထဲမှာဆိုရင်တင်မောပင်တရက်ပင်ဩဇာပင်ဇီးချိုသီးပင်ဦးနီမကလာသီးပင်နဲ့တလေသီးအပင်တွေကအစားရှိပင်မဲ့လည်းတရေ6တယ်ဆိုလို့နာမည်ကြီးတဲ့အတွက်ကြောင့်ဘသူမှဝင်ပြီးတော့မခူးရဲကြဘူးတခါဆိုရွာထဲမှာရေထမ်းတဲ့ဒေါ်ဆယ်ကအဲ့ဒီခြံကနေဩဇာသီးတွေခူးပြီးတော့မိဖို့ထဲမှာအုပ်ထားတာညကြတော့တောင်းချခံရပါလေရောဒေါ်ဆယ်တယောက်ငိုကြီးချက်မနဲ့တရေကြီးအမလေးမမေကြီးလိုက်နေပါတယ်တော့ဆိုပြီးတော့အဟိပြေလာနေရတာနောက်ဆုံးဩဇာတီတွေကိုအဲ့ဒီခြံနဲ့ပြန်သွားထားလိုက်မှပဲဒေါ်ဆယ်လေးချမ်းသာရသွားတော့တယ်ခင်ဝေကတော့ဒေါ်ဆယ်အဖြစ်ကိုမြောင်ဝါထထမြင်ရတဲ့သူမို့လို့အဲ့ဒီခြံဆိုရင်ကြောက်တယ်ညနေဆောင်တော့အဲ့ဒီခြံရှိကနေဖျက်ရတယ်ဆိုရင်တော့မှကော့နေအောင်ပြေးတာဒါပေမဲ့ညဘက်ကြီးအဲ့ဒီခြံရှိကနေဖျက်ရဖို့အကြောင်းဖန်လာခဲ့တယ်အဲ့ဒါကလည်းဘသူကမှအတင်းခိုင်းစီလို့မဟုတ်ဘဲနဲ့တော့ခင်ဝေကိုစိတ်ကိုယ်သဘောနဲ့ချစ်ရှိမိရာကနေဖြစ်တာပါဖြစ်ပုံကတော့ဒီလိုပါအဲ့ဒီတုန်းကခင်ဝေးအသက်က17နှစ်လောက်ပဲရှိအောင်ပဲရွာတောင်ပိုင်းကဦးတင်းတို့ကမြို့ကနေမီးစက်ရဲ့ TV ရဲ့တိတ်ခွေစက်တွေရဲ့ဝယ်လာပြီးမှရွာမှာယုံပြစားရလေတရွာလုံးမှာတလုံးနဲ့ရှိတဲ့ပထမအဆုံး TV ဆိုတော့အားလုံးကစိတ်ဝင်စားကြတာပေါ့စိတ်ဝင်စားတဲ့အထဲခင်ဝင်လေးပါတယ်အဖေနဲ့မြို့ကဆန်ဆက်တတိအိမ်မှာလိုက်သွားရင်ကနေ TV ကို4-5ခါလောက်ခဏကြည့်ဘူးတယ်ဒီတော့ခင်ဝေက TV ကြည့်ဖို့ဆိုရင်အရန်ကိုစိတ်အားထက်သန်နေရပေါ့ဒါပေမဲ့ဦးတင်းကယုံမှာအလဲကားပြတာမဟုတ်ဘဲနဲ့တော့တယောက်တစ်ချက်နှုံနေဆိုတော့ခင်ဝေအခက်တွေ့နေရတယ်အိမ်မာကမဟုတ်ပေးခဲ့ပြီဆိုရင်တော့မှတမတ်တစ်ချက်ရဲ့4ပုံ2ပုံပဲမို့လို့ခင်ဝေအတွက်တော့ရုပ်ရှင်ကြည့်ရဖို့မဖြစ်နိုင်တော့ဒီတော့ခင်ဝေအကြံထုတ်ရတော့တာပေါ့မောင်ဝမ်းခွဲငထုံးနဲ့အဖော်ညှိပြီးတော့ည9နာရီခွဲရုပ်ရှင်စားပြတဲ့အချိန်လောက်မှာအိမ်ကနေထွက်လာခဲ့တယ်ခဏလောက်တော့ရုပ်ရှင်ယုံရှိမှရောင်းလေလုပ်ပြီးတော့ရုပ်ရှင်စားပြလို့တကားပိတ်ကပြီးဆိုမှဂျုံမေးကြောင်တွေတိုးပြီးတော့ထရန်စားတွေချိုးပြီးတော့အပေါက်ကနေခိုးကြည့်ကြတယ်။ချင်းတော့နည်းနည်းကြိုက်ပင်မဲ့လဲကိုကြီးရှင်တာကြည့်ရပြီမို့လို့ချင်းကြိုက်တာကိုခင်ဝင်နည်းနည်းမှမမှုတော့ဒီတိုင်းဆိုနောက်ရက်တီလေးလာခိုးကြည့်လို့ရပြီဆိုတော့ကို့အတွင်းနဲ့ကိုပျော်နေပေမဲ့လဲခင်ဝေးအပျော်ကိုဖျက်ဆီးမဲ့သူကပေါ်လာခဲ့တယ်။ပထမတကားပြီးခဲ့နီးမှာပဲရုပ်ပိုင်ရှင်ဦးတင်းရဲ့သားအောင်ပူကခင်ဝေးတို့ကိုတွေ့သွားတယ်။
အောင်ပုကခင်ဝေတို့နဲ့ရွယ်တူလောက်ရှိနေပေမဲ့လည်းကြီးကြီးကျယ်ကျယ်နိုင်လုံးသူဆိုတော့ခင်ဝေတို့ကအကျုံးတဲကြအောင်အခုလေယုံပြတင်းပေါက်ကိုချိတ်တွေနဲ့ချိတ်ရင်းနဲ့ခင်ဝေတို့ကိုတွေ့ရတော့မျက်နှာချက်ချင်းပုတ်တိုးသွားပြီးတော့နှင်ထုတ်လိုက်တာပဲအစကတော့ခင်ဝေပေကက်ကက်လုံနေသေးပေမဲ့အောင်ပုကခဲနဲ့လမ်းထူးနေတော့ခဲမှန်ပြီးတော့ထိပ်ပေါက်မှာကြောက်တာမလို့ငတ်ထုံးလောက်ဆွဲပြီးတော့ပြန်လာခဲ့တယ်ပြန်လာတဲ့အချိန်က9နာရီကျော်ပြီမို့လို့မှောက်နေပြီဒါပေမဲ့လပြည့်ကျော်တရက်ပဲရှိသေးတာမို့လို့လရောင်ကအလင်းငယ်လင်းနေတယ်ပြီးတော့အိမ်တွေကရှေ့မှာစီမီတွေထွန်းထားတာဆိုတော့အလင်းရောင်ကအတော်တင်းရတယ်သွားတော့ကတော့ကို့ကြံတဲ့ကိုတက်ကြွနေပေမဲ့လည်းအပြန်ကြတော့ဟိုချန်ရှိကဖျက်ရမှာဆိုတော့ကြောက်စိတ်ကဝင်လာတယ်ဒါနဲ့မောင်နှမ2ယောက်ကရောင်ပပေလှုပ်ရင်းနဲ့စပိန်ဒီစီစီဖြတ်မဲ့အချိန်ကိုစောင့်တယ်တချို့ကဦးတင်းယုံကပထမကပြီးရင်ပြန်ကြမှာဆိုတော့တေချာပေါအသွားလာတော့ရှိမှာပဲလို့တွက်ထားတာဒီတော့စပိန်လာတာစောင့်ရင်းနဲ့ဟိုလျှောက်တခြားလုံနေတဲ့အချိန်ခြံကြီးဘက်မှာလူရိပ်တစ်ခုတွေးလိုက်တာနဲ့ခင်ဝင်မျက်စိလင့်လင့်ထားပြီးတော့လှမ်းကြည့်လိုက်တယ်ဖြူဖြူအရေးလိုလိုတွေးလိုက်ပေမဲ့လည်းအမြင်မှားတာနေမှာပါလို့တွေးပြီးတော့တောင်ဘက်ကိုပြန်ငေးကြည့်ရင်လည်းစပိန်လာမဲ့အချိန်ကိုမျှော်နေတာပေါ့9မိနစ်လောက်နေတော့စပိန်တစီလာပါလီရောဒါနဲ့ခင်ဝေကငထုံးကိုအဲ့ဒီစပိန်ဝေးကနေလိုက်ပြေးမယ်နော်မလဲစီနဲ့နော်အဲ့လိုမျိုးမှားပြီးတော့စပိန်လေးလာရောစပိန်ဘေးကနေကပ်ပြီးတော့ပြေးတာပေါ့ဒါပေမဲ့ခင်ဝေတို့မှပြေးကစားရှိသေးတဲ့ခြံကြီးတဲကအုံးမိတ်ထိပ်ဖြာကနေမီးလုံးလူလူညီရဲရဲအလုံးကြီးနှလုံးကလိမ့်ဆင်းလာတယ်အရွယ်စားကလူကောင်းနှလုံးစာလောက်ရှိတဲ့အပြင်ဆင်းလာတဲ့အချိန်မှာလဲတဟင်းဟင်းဆိုတဲ့ဆွဆွငငယ်ညီးတန်ကြီးကလည်းအကျေကြီးပဲစပိန်ဘော်ကအကူကြီးကလည်းမြင်ဝင်ရတယ်စပိန်ကိုအသက်ကိုနင်းပြေးတာခင်ဝေကလည်းကြောက်နေပေမဲ့မရက်ပဲဆက်ပြီးတော့ခြံကြီးရဲ့ဟိုဘက်ခြံကိုကြော်လာခဲ့တယ်ဒါပေမဲ့ပြဿနာကငထုံးကလည်းခင်ဝေမြင်တယ်လို့မြင်လိုက်ပြီးတော့ကြောက်လန့်လန့်နဲ့နောက်ပြန်လှည့်ပြီးတော့ဟိုဘက်ပြန်ရောက်သွားပြီးတော့ခင်ဝေနဲ့ငထုံးကြားမှာခြံကြီးကချားသွားတာပေါ့စောနာကအလုံးကြီးတွေကတော့မြင်ကွင်းထဲမှာမရှိတော့ခင်ဝေကလည်းတရေတော့အင်မတန်ကြောက်တာမို့လို့ကိုယ်တိုင်ပြန်လှည့်သွားပြီးတော့မခေါ်ရဘူးဒီလိုဆိုပေမဲ့ငထုံးကိုလည်းထားခဲ့လို့မဖြစ်ပြန်ဘူးဆိုတော့အကြက်ရိုက်နေတော့တာပေါ့ဒါနဲ့ငထုံးကိုလာငထုံးအမြန်ပြေးလာခဲ့အဲ့လိုပြောလိုက်တော့မှငထုံးကလည်းငါမလာရေးဘူးငါ့ကိုလက်ခေါ်ဆိုပြီးတော့ငိုထဲမှာအတန်ကြီးနဲ့ပြန်ပြောတယ်နောက်ဆုံးခင်ဝေကငကိုအကြံတိုင်းပဲငါလည်းမလာရဲဘူးနောက်ထပ်ဆက်ပိန်လာမှနေထက်ဆောက်လိုက်စောနာလိုပဲပြေးလိုက်ခဲ့ကြားလားဆိုပြီးတော့ပြောလိုက်တယ်ပြီးတော့တောင်ဘက်ကိုပဲလှည့်နေပြီးတော့ဆက်ပိန်အလာကိုလှမ်းမြော်နေတယ်အဲ့ဒီအချိန်ခြံကြီးထဲကနေလက်နဲ့တခုမြင်လိုက်ရတော့ခင်ဝေလန့်ပြီးတော့လှမ်းကြည့်လိုက်တယ်အမလေးခင်ဝေစိတ်ထဲကနေအမလေးကိုတလိုက်မိတယ်ငထွန်းရက်နေတဲ့မလမကန်နာကမှောင်ရိပ်မှာမျက်လုံးဝါကြီးကတောက်ပနေတာပဲပြောရရင်မျက်လုံးအယောင်ကအဝါရောင်မကလေမွန်ရောင်မကြောက်ကိုမှအရွယ်စားကအဲ့ဒီခက်ကဘလက်ရည်ပလင်းအဝါလောက်ရှိမယ်ခင်ဝေကိုပြူးနေအောင်စိုက်ကြည့်နေတာပြီးတော့မျက်လုံးရှိရင်နေရာကလူရမြင့်ထက်တော်တော်လေးပုံမြင့်တဲ့အနေအထားမှရှိနေတော့ခင်ဝေစိတ်ထဲကနေနေတဲ့တေးမဟုတ်ဘူးလို့တွေးပြီးတော့ဆက်ဆောက်နေလို့မဖြစ်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒါနဲ့ပဲငထွန်းရီအမြန်ပြေးခဲ့တော့ငါမရတော့ငါတို့သွားမှရတော့မယ်ဆိုပြီးတော့လှမ်းអော်လိုက်ကငထုံးကလည်းမလာရဲဘူးလို့တူတူကြည်ကြည်ညင်းနေတယ်နောက်ဆုံးခင်ဝေကလာအလေတိငါလာခေါ်မယ်ငါရှိတယ်မကြောက်နဲ့အလာခဲ့ပြောပြီးတော့ငထုံးလည်းအကြောက်နဲ့အားကနေអော်ပြီးတော့ပြေးလာခဲ့တယ်ခင်ဝေကလည်းငထုံနောက်ပြန်လှည့်มาဆိုလို့ခြံကြီးရှေ့မှာပြေးပြီးတော့လာခေါ်တယ်စောနာကမျက်လုံးကြီးကလည်းငထုံနောက်ကကပ်ပါလာတယ်ခင်ဝေထင်တဲ့အတိုင်းနည်းနည်းနော်ကြီးမဟုတ်ပဲနဲ့တော့မဲမဲထွားထွားကြီးကိုမှအရက်ကလည်းအမြင့်ပဲခင်ဝေကြောက်နေတဲ့ကြားကငထုံလက်ကိုမိမိရဆွဲပြီးတော့ပြန်လှည့်ပြေးကြတော့ခုနကမီလုံးကြီးလိုဟာကြီးကခြံထဲမှာအော်ဟစ်ပြီးတော့ဝဲပြန့်နေပြန်ရောနောက်မှာတရေလူလူတပတ်လူလူဟာကြီးကလိုက်တာခံနေရတဲ့အချိန်တရေအော်တန်ကြီးကပါကြားလိုက်ရတာဆိုတော့ခင်ဝေလည်းကြောက်လွန်လို့ပြထွက်ကုန်ပြီဒီတော့နောက်ဆုံးအနေနဲ့ငထွန်းရီနောက်ကိုလှည့်မကြည့်နဲ့ပြေးတာပြီးတော့အဲ့လိုအော်ပြောပြီးတော့နောက်ကျတဲ့ခြေထောက်တစ္ဆာဘောလို့နှလုံးသွင်းရင်းနဲ့အားကုန်ပြေးတော့တာပဲမြန်လွန်းလို့မြေကြီးနဲ့ခြေထောက်နဲ့ထိတောင်ထိရလာလို့မသိတော့နောက်ပြန်လှည့်မကြည့်ပေမဲ့အတော်လှလှအထိအနောက်ကလိုက်လာတဲ့ခြေတံဘုံဘုံကြားနေရတာဆိုတော့လိုက်တော့လိုက်လာသေးတဲ့ပုံစံမျိုးကိုစိတ်ထဲမှာထင်မိလိုက်တယ်အိမ်ရှိရောက်တော့လူလဲဟောဟဲရစိုက်နေပြီမောနေတဲ့အကြားကစိတ်ချရအောင်နောက်တစ်ချက်လှည့်ကြည့်လိုက်တော့ခြံကြီးပေါ်မှာဝဲနေတဲ့မီလုံးကြီးဟာကြီးတွေကမြင်နေရတော့မယ်ဒါနဲ့ပဲအိမ်ထဲရောက်အောင်ထပ်ပြီးတော့ဝင်ပြေးရပြန်တယ်အဲ့ဒီညကခင်ဝေရောငထွန်ရောကြောက်ဖြာလန့်ပြဖျားကြပါလေရောလူကြီးတွေကတော့သူတို့ကိုယ်တိုင်လည်းလေထုံရင်ကောက်ဆက်ရင်တော့မကြာခဏတရေချောက်ခတ်နေရတာဆိုတော့ခင်ဝေတို့ကိစ္စကိုထွေထူးပြီးဘာမှလုပ်မနေကြတော့ဒီလိုနဲ့အဲ့ဒီညကောင်းမှုနဲ့ခင်ဝေညဘက်တွေတောင်ပိုင်းကိုတွားပြီးတော့လမ်းမတလားရတော့ဘူးပေါ့ခင်ဝေနဲ့ရွာတစီဆိုတဲ့ပရလောကဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာအပိနာဆင်ခဲ့ကြတဲ့ပရိသတ်တူဦးချင်းတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ